ကဲကျွန်တော်ဟိုတနေ့ကဗီဒီယိုဖိုင်ရဲ့နောက်ကတင်မောပင်ကိုတအားစိတ်ဝင်စားကြတဲ့ဘော်ဒါတွေတော့နော်ဟုတ်ပါလေတင်မောပင်ကြီးကကောင်းတင်မောပင်တွေအများကြီးပဲကောင်းလိုက်တာဆိုအမှန်ကတင်မောပင်ကအများကြီးမဟုတ်ပြတပင်နဲ့ဟိုဒါအပေါ်ကနေအတက်ချိုးလိုက်တော့ဒီကနေထွက်နေတာတပင်တွေကနေအပီးတွေကအများကြီးဆိုတော့မှန်တယ်ဒါတော့မှဒါဟိုမနေ့ကနော်တုတ်စားဖို့ခူးစားပလိုက်လို့အများကြီးခူးစားပလိုက်အများကြီးစားလိုက်အဲ့နှလုံးနဲ့လာခူးသွားတာနော်ဟိုမှာလည်းနည်းရှိတယ်ဟိုမှာနှစ်ပင်ရှိတယ်တင်မောပင်တော့ဗျဒီမှာတအားကိုပေါ်တယ်နော် ဟုတ်တယ်တင်မောပင်ညာကြီးပဲလေနော် လိုချင်အလကားလာယူလို့ရတယ်ရှယ်ပေါ်တယ်တင်မောတီးရတာနော်ကျွန်တော်တို့ကတော့အမဲ့ပဲပို့ကြိုက်တယ်ဗျတုတ်တာတော့တိတ်မကြိုက်ဘူးတချို့ကတော့တော်တော်များများတော့မိန်းကလေးတွေကတော့တင်မောတီးကြိုက်နော် ကြိုက်တယ်လေတင်မောသီးဆိုတာတော်တော်များများရခိုင်တင်မောသီးတောင်းတို့ရခိုင်တောင်းလို့ရခိုင်တောင်းတို့ မိုးရတောင်းတို့ဒါတော်တော်များများကြိုက်ကြတယ်နော်ဒါပေမဲ့ရခိုင်တောင်းကမအားလာတော့မကြိုက်တော့ဘူးထင်တယ်မကြိုက်ဘယ်ကြိုက်လဲတော်တော်များများမလာဘူးရခိုင်နစ်ထောင်းနေတာလေကိုကြီးကလေဘယ်ကြောက်ပြီတော့ဟိုတည်းကကုံတော့ပဲကုံတော့ပါတော့ရောက်သွားပြီလို့ပြောနေကြတယ်ရတယ်နော်ချာပါတော့ဒါကတော့ကဲစမတင်မောပင်လေးနော်ကျွန်တော်တို့ကပေါ်တဲ့အကြောင်းကျွန်တော်ပြောချင်တာပါနော်ဒီမှာဟိုရေလဲလောင်းကြမလို့အစာလဲကျွေးကြမလို့လုံးဝဒါ organic စစ်နော်ဒါဘာဝအစစ်ပေါ့နော်အများကြီးပဲသိနေဒါတော့နော်တော်တော်များခူးတယ်ကျွန်တော်ဟုတ်တယ်တပ်ဖွဲ့လေးခူးတာစာလိုက်နဲ့လာခူးထားပြီးသားအဲ့လိုက်ခူးတာနော်စာလိုက်အဲ့နဲ့ခူးတာကဲအဲ့တော့လိုချင်တဲ့လူများကျွန်တော်တို့စီကိုလာခူးလို့ရပါတယ်လက်ကလာယူပါအဲ့ဒါပြောတာဖြစ်ပါတယ်ရခိုင်တင်မောသီးပဲထောင်းဟိုအမေရိကန်ဟုတ်ပါဘူးအမေရိကန်တင်မောသီးထောင်းမိုးရထောင်းယူရီးယားတင်မောသီးပဲထောင်းကြိုက်တာထောင်းလို့ရပါတယ်လာခဲ့ပါဖိတ်ခေါ်ပါတယ်